အားလုံးပဲမင်္ဂလာပါနော်ဆရာကသိပ္ပံလက္ခဏာနဲ့ KB နက္ခတ်ဗေဒင်ပညာရှင်ဆရာကုလူကြီးပဲဖြစ်ပါတယ်ဆရာကဒီလက္ခဏာလေးတွေပေါ့နော်ဒီလမ်းကြောင်းလေးတွေနဲ့နော်ဒီဂျိုကုံလေးတွေလက်မလေးတွေဒီလက်ရည်သားလေးနဲ့ဆရာကဒီသုဒနာပြုတ်နေတာပေါ့နော်ဒီဘီလီယံနာကြီးရဲ့လက်တွေကိုသုဒနာပြုတ်နေဒီနေ့တော့ဆရာကဒီဘီလီယံနာလို့ချမ်းသာတဲ့အပြင်ကိုကြော်ကြားနာမည်ကြီးကြော်ကြားတဲ့ဒီ B-Gate နော် B-Gate Microsoft ကတတိ B-Gate ရဲ့လက္ခဏာတွေကိုဆရာကဒီရှင်းပြပေးမယ်ပေါ့နော်ရှင်းပြပေးမယ်နော်B-Gate ကဘာကြောင့်ချမ်းသာတာလဲနော်ဘာကြောင့်ဒီနီးပညာမှာသိပ္ပံနဲ့နီးပညာနဲ့ပတ်သက်ပြီးတော့သူကဘယ်တော့အောင်မြင်ကြော်ကြားတာလဲဘာကြောင့်လဲနောက်ပြီးနာမည်ကြော်ကြားတာတာမန်ဘီလီယံနာတွေထက်ကိုသူကပိုကြော်ကြားတယ်ဘာကြောင့်လဲနော်နောက်ပြီးတော့ဒီဘယ်အသက်ပိုင်းခြားမှာသူကစပြီးတော့အောင်မြင်ခဲ့တာလေဆိုတော့ဆရာအသက်တိုင်းတာနီးလေးတွေပါဆရာကပြတာထားတယ်ပေါ့နော်အသက်တိုင်းတာနီးလေးရှိအဲ့မှာအဲ့ဒါလေးပါဆရာကမြေတာနဲ့ပေါ့နော်ပညာမျှဝေတဲ့သဘောပေါ့နော်ဆရာကြီးရှုမင်းရဲ့တင်နန်းမူစာအုပ်ထဲကဒီအသက်တိုင်းတာနီးလေးကိုဆရာပြပေးထားတယ်နော်အဲ့ဒါလေးကိုရရှိလို့ဆိုရှင်ပို့ပြီးတော့သူ့နာပြုတဲ့အနေနဲ့နော်လိုလက်ကူအသက်ဒီကန်လန်းချောင်းဒီအသက်လန်းချောင်းတို့ကန်လန်းချောင်းတို့မှာဘယ်နှစ်ခုဘယ်နှစ်မှာအောင်မြင်မယ်ကိုဘယ်နှစ်မှာဒုက္ခရောက်မယ်အခက်အခဲတွေ့မယ်ဒါလေးတွေကိုဒီအသက်လမ်းကြောင်းတိုင်းတာနီးလေးနဲ့နော်လွတ်လပ်ကူနော်ဒီလေးလာတော့ရနိုင်ပြီပေါ့နော်ဆရာအဲ့ဒါလေးပဲပညာဒါနမျှဝေပေးလိုက်တယ်ပေါ့နော်ဆက်ပြီးတော့လေ့လာကြည့်လိုက်ကြပါနော်ဒီနေ့ဆရာပြောပြမယ်လက္ခဏာကတော့ဒီတန်းကျွတ်တထေး B-Gate လက္ခဏာပေါ့နော်တန်းကျွတ်တထေး B-Gate နော် Microsoft ကတထေးပေါ့နော်နီးပညာတထေးပေါ့နော်သူကဒီကွန်ပျူတာတွေရဲ့စုံတီထွင်သူတယောက်ဖြစ်တယ်နော်သူပဲရွယ်လောက်မှာစုံတီထွင်ခဲ့လဲဆိုတာကိုဆရာတို့သူ့ရဲ့လက္ခဏာကိုကြည့်ပြီးတော့လေ့လာရအောင်နော်ဒီကခါကျတော့သူကဘယ်လောက်ထိချမ်းသာလဲဆိုရှင်သူကချမ်းသာအောင်နေမကောကြော်ကြားတယ်ဘာကြောင့်ကြော်ကြားအောင်မြင်တာလဲနော်ဒါကြီးလေသူ့ရဲ့လက္ခဏာတွေကပြောပြတာပေါ့နော်ဆရာတို့ပထမဆုံးကြည့်မယ်ဆိုရှင်ဆရာတို့ဒီတန်းကျွတ်တထေးတွေရဲ့လက္ခဏာတန်းကျွတ်တထေးလက္ခဏာပါလေနော်လက်မအားစိတ်ဆွမ်းအားပေါ့နော်ဒီပထမအစစ်ကြီးကတကယ်ကိုရှည်ရရတယ်နော်ဆရာတော်များတွေ့တဲ့လူတွေအကုန်လုံးဒီလက်မအားကြီးတော်တော်ကောင်းတာကိုတွေ့ရတယ်နော်နော်ဒီဒုတိယအဆက်ကကျတော့ခါးသိမ့်တာကိုတွေ့ရဒါလေဒါပါနှက်တဲ့သဘောနော် B-Gate ကနော်အဲ့သဘောလေးတွေဆရာသွားပြီးတော့တွေ့ရတယ်နောက်တစ်ခါဆိုလက်ညိုးပေါ့သူ့ရဲ့လက်ညိုးနော်ကြာသာပြီးလက်ချောင်းခေါ်တော့လက်ညိုးကဖြောင်းတန်းတယ်နောက်တစ်ခုနော်ဒီထူးခြားတာလက်ထိတ်လေးတွေမှုဖောင်းတယ်နော်လက်ထိတ်လေးတွေမှုဖောင်းတယ်အဲ့ဒါဘာလဲဆိုတော့သူအုံနောက်ကိုအញ្ញံအသုံးပြုတဲ့သူတွေမှာအဲ့လိုမျိုးဒီညံကစားတဲ့သူတွေပေါ့နော်အဲ့တော့ဒီမို့တွေဖောင်းတယ်ဂျိုတွေနဲ့ဆက်သွယ်နေလက်ချောင်းလေးရနော်အဲ့တော့သူတို့ဒီကအမြဲလွတ်နေတဲ့ခါကျတော့ပြောင်းတင်းပြီးတော့ဖောင်းကားနေအဲ့ဒါအမြဲတမ်းတွေ့ရတယ်ဒီနော်နောက်တစ်ခုကကျတော့ဆရာတို့ဒီဂျိုကုံတွေတန့်ရှင်းတာနော်တန့်ရှင်းတယ်တောက်ကြဂျိုကုံဆိုလေတန့်ရှင်းတယ်နော်ဘာမှဒီရာဇမကွက်ဘာညာအဖြတ်မောင်မတွေ့ဘူးကြာသာပြေးဆိုလေတန့်ရှင်းတယ်စနေဆိုလေတန့်ရှင်းတယ်တနင်္ဂနွေဆိုလေတန့်ရှင်းတယ်ဗုဒ္ဓဆိုလေတန့်ရှင်းတယ်နော်အဲ့လိုမျိုးဆရာတို့သွားပြီးတော့တွေ့ရတယ်နော်ဒါဒီဂျိုကုံတွေကတန့်ရှင်းပြီးညီညာနေတာကိုဆရာတို့တွေ့ရတယ်နော်နောက်တစ်ခုကကျတော့ဒီပဲနော်ဒီဗုဒ္ဓဂျိုကုံကြီးကနော်ကြီးမားကျေပြန့်သလိုပဲနော်ဒီဗုဒ္ဓဂျိုတက်တဲ့အောင်မြင်လမ်းကြောင်းလေးတွေတက်နေအောင်ဆရာဆိုအောင်မြင်လမ်းကြောင်းနော်ကွာလေးနဲ့သူကဒီမှာအောက်ကတက်လာပြီးတော့ဒီကွာလေးနဲ့ဗိုလ်လူဂျိုကုံသွားတယ်တခုကကျတော့တနင်္ဂနွေဂျိုကုံသွားတယ်ဒီတနင်္ဂနွေဂျိုကုံသွားတာကကျတော့အောင်မြင်ကြော်ကြားတာနော် B-Gate ကတန်းကျွတ်တတိထဲမှာကြော်ကြားတယ်နော်ဒီ B-Gate ကတန်းကျွတ်တတိထဲမှာအများကြီးရှိတယ်နော်ဘီလီယံနာရှိဘီလီယံနာတွေမှာအများကြီးတည်းမှာ B-Gate ကပို့ပြီးကြော်ကြားတယ်နော်နောက်တစ်ခုဒီမဲ့ဗိုလ်လူဂျိုကုံသွားတဲ့လမ်းကြောင်းကကျတော့နီးပညာနဲ့သိပ္ပံနီးပညာနော်ဒီပညာရှင်ဖြစ်တာနော်အဲ့ဒါကဗိုလ်လူကိုသွားလမ်းကြောင်းရှိလို့ဖြစ်တာနော်အဲ့ဒါကဘယ်အသက်ရဲ့ပိုင်းခြားမှာဖြစ်တယ်လဲဆိုတော့ကြည့်အောင်နော် DK နော်DK ဆိုတဲ့ဒီအောင်မြင်လမ်းကြောင်းက DK ဆိုတဲ့လမ်းကြောင်းမှာသွားတာကန်လမ်းကြောင်းဆိုကန်လမ်းကြောင်းပေါ့ကန်လမ်းကြောင်း DK ဆိုရင်တော့ကွာဖြစ်သွား DK ကိုဆရာကြည့်မှဆိုရင်ဒီမှာ DK က28နှစ်ဆိုတော့ပြတာနော်သူ့အသက်28နှစ်လောက်မှာကလေးကသူကဒီပညာကိုဖော်ထုတ်နိုင်ပြီးမှသူကတကယ်ကိုထိတ်ဆုံးအောင်ရောက်သွားတာပေါ့နော်ဒီရှေ့ဆက်ပြီးတော့ဒီအသက်35 49 56အဲ့လိုမျိုး35 49 50အဲ့လိုမျိုးအဆင့်ဆင့်ပေါ့နော်အဲ့ဒီကာလတွေမှာသူကတကယ်ကိုဒီခုတည်းဒီအောင်မြင်ကြော်ကြားနေပေါ့နော်တကယ်ကိုချမ်းသာတဲ့လုပ်ငန်းရှင်ဖြစ်သွားနော်ဒါဒီအသက်ပိုင်းခြားနီးလေးကိုဆရာကဒါပြတာနော်ဒါတကယ်ကိုမှန်ကန်တဲ့အသက်ပိုင်းခြားနီးပေါ့နော်အသက်ပိုင်းခြားနီးလေးကိုဆရာပြတာဒါနော်ဒီမဲ့အသက်ပိုင်းခြားနီးဆိုရှင်ဆရာတို့မှကြည့်မယ်ဆိုဒီ DG နော်ဒီ21နှစ် DG ဆိုဒီ G နော် G 21နှစ်ဆိုဒီမှာဒီအသက်လမ်းကြောင်းကိုတိုင်ရတာနော်DG
နေရာက21နှစ်ကစတယ်နော် DI 28နှစ်နော် DI နော် DI က28နှစ်နော်ဒီ DJ ရကြတော့35နှစ် DJ ဒီနေရာ35နှစ်နော်35နှစ်နော် DJ က35နှစ်ဒါအသက်ပိုင်းခြားကိုပြတာနော်အဲ့ဒါလေးကိုသိရမယ်နော်ကဏ္ဍကြောင်းကိုပြမယ်ဆိုရှင်ဆရာတို့ကဏ္ဍကြောင်းကိုပြမယ်ဆိုရှင် DE 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 ဆို21နှစ် DE ဆိုရှင်ဒီပဲ DE ဒီကဏ္ဍကြောင့်ဒီနဲ့ဖြတ်တဲ့နေရာလေးက21နှစ်เนาะကဏ္ဍကြောင့်21နှစ်เนาะเนาะ DK 28နှစ်DK သွားဒီမှာ28နှစ်ဒီ C ဆိုတဲ့နေရာလေးတွေ့အဲ့နေရာလေးကဒါ28နှစ်အဲ့မှာကွာစပြူပါเนาะအဲ့ကြောင့်မို့ဒီ BK ကအဲ့28နှစ်လောက်မှတော့စပြီးတော့မှအောင်မြင်ကြော်ကြားတာပေါ့နော်ဒါကိုဆရာပြောချင်တာပေါ့နော်ဒါဒီအသက်ပိုင်းခြားနည်းလေးရဘယ်တော့မှန်နေဆိုတော့ဒီကပြောပြနော်ကဏ္ဍကြောင့်တိုင်းတာရဲ့အသက်လမ်းကြောင့်တိုင်းတာဒါလေးရသူကအမှတ်သားလေးဒါလေ့လာမဲ့သူတွေအနေနဲ့ဟောပေါ့နော်ညီနာယူလို့ရတယ်ပေါ့နော်ဒါတန်းရတဲ့ရဲ့လက်တွေကိုဟိုတွေ့ရတဲ့အတိုင်းလက်ရည်စာအယောင်အရန်ကောင်းတယ်ပေါ့နော်အယောင်ဆိုပိုင်းအောင်တန်းနေလက်ရည်စာနုပန်ဒါကြည့်တာလက်ကိုကြည့်တာ ਨੇ တည်တယ်ပေါ့တထေးတွေလက်ကဒီလိုမျိုးတော့ပေါ့နော်ဒါကြည့်ရနောက်တစ်ခုကဘာကြောင့်တော့ပရိုက်တာလောက်တာလေနော်ပရိုက်တာလောက်တဲ့အကြောင်းဆိုစဉ်းစားကြည့်တဲ့အခါကျတော့ဒီမှာတောက်ကြကြုံကိုတန့်ရှင်းတယ်နော်တောက်ကြကြုံကိုကျယ်ပြန့်တယ်နော်တောက်ကြကြုံကိုကျယ်ပြန့်တယ်မကြည့်တဲ့အတိုင်းတောင်ကြည့်လိုက်နော်တောက်ကြကြုံကိုအတိုင်းတောင်ကြည့်လိုက်ကျယ်ပြန့်တယ်နော်ကျယ်ပြန့်ပြီးတော့တောက်ကြကြုံကရှင်းလင်းတယ်နော်တန့်ရှင်းတယ်အဲ့ဒါဘာကိုပြလဲဆိုရင်တနာကုနာကြည့်တာကုနာကြည့်တာနော်တနာကုနာကြည့်တဲ့လူတွေကဒီလိုမျိုးတန့်တော့တောက်ကြကြုံကိုတန့်ရှင်းပြီးတော့ကျယ်ပြန့်တာကိုတွေ့ရတယ်နော်နောက်တစ်ခုကကြတော့တော့တနာကအားကြောင့်မို့သူကဘွားရိတာအသင်းနေထောင်ပြီးတော့လှူဒန်းနေလောက်တာเนาะဒါကသူ့ရဲ့သူကဒီဟိုပြီးမွေးရပဲဗီဇကြောင့်ဖြစ်တာပေါ့နော်ထားပါတော့เนาะနောက်တော့သူ့အိမ်တော်ကြီးကိုကြည့်မှဆိုအိမ်တော်ကြီးမှာဆိုရင်သူကသူကဒီနှလုံးလမ်းကြောင်းအောင်ဆိုရှင်အမွှာလေးရှိရယ်เนาะအမွှာလေးရှိရယ်เนาะတောက်ကြကြုံကျေပြန့်တာရယ်နှလုံးလမ်းကြောင်းအမွှာလေးရှိရင်သူကသူ့မှာဟိုပေါ့เนาะဒီမင်္ဂလေးတင်ငယ်ချင်းတွေများမယ်ပေါ့เนาะများမယ်เนาะသူ့ရဲ့အခုလက်ရှိပေါင်းနေတဲ့အမျိုးသမီးတွေကလည်းသူကကြီးတတာပဲခွာကွက်နေကြတယ်ကွာနေသူကပြီးတော့သူလွတ်လပ်နေပြီးတော့မှကိုကအချစ်သူတွေနဲ့ပဲနေတဲ့သဘောမျိုးကိုရှောက်သွားပြီးတွေ့ရတယ်ဒါကသူ့ရဲ့တောက်ကြကြုံကိုကျေပြန်ခြင်းသဘောတွေတော့တနာကုနာတွေပေါ့နော်ဒါတွေပေါ့နော်တနာကုနာသဘောတွေနှလုံးကြောင်းရဲ့တဘာဝတွေပေါ့နော်အဲ့ဒါတွေကိုဆရာရှင်းပြခြင်းဖြစ်တယ်နော်အဲ့တော့ဒီတန်ကြောက်သတိရဲ့လက်တွေကိုလေးလာလို့ရအောင်ဆရာကတိုင်းနာပြခြင်းဖြစ်တယ်နော်သူတို့ရဲ့လက်တွေကိုလေးလာခြင်းအပြင်ကိုယ်လည်းတန်ကြောက်သတိဖြစ်နိုင်လားနော်ဒီလက်တန်းရတာသူဖြစ်ဖို့တော့ဘာတွေလိုအပ်သလဲနော်အတိတ်ကနေရသူတို့ရဲ့လက်တွေမှာအမြဲတမ်းကြည့်လိုက်နော်ဥပ္ပလန်းကြောင့်နေကင်းရှင်းနေတာတွေ့ရတယ်ပြောင်တင်းနေတဲ့ဒီလက်ရည်သားတွေကိုတွေ့ရတယ်နောက်ပြီးတော့ညီညာပြန်ပြူးနေတဲ့ဒီလက်ဝါးပြင်တွေကိုတွေ့ရတယ်နော်ညီညာပြန်ပြူးဆိုဖောင်းနေတဲ့ဖောင်းတို့မှာဒီဂျိုကုံနေအားညီမျှနော်ဂျိုကုံအားညီမျှတာဆရာတို့တွေ့တယ်သူ့မှာအပိုင်အချိုင်ပြုတ်သိမတွေ့ရဘူးနော်အဲ့တော့သူတို့ရဲ့ကံကြမ္မာတွေကအတိတ်ကံကြောင့်လည်းဖြစ်နိုင်တယ်လို့လက်ရှိသူတို့ရဲ့ကြိုးစားအားထုတ်မှုနော်ဒီလိုအုံနောက်ဉာဏ်တွေကိုအသုံးပြုမှုကြောင့်ချမ်းသာတာလို့ပြောရင်းနေပဲဆရာနေကုန်းချုပ်ပါတယ်နော်